ရှင်ရှုံးနေမိုးနေဘယ်သွားမလို့လဲရှင်လို့ရက်တယ်တော်တော်တရားလွန်နေပြီနော်မင်းကဘာလာပြောနေရလဲငါအိမ်တော်ဦးစီးမပီသားလို့လားမင်းတို့တာမီးနေအောင်ငါအငတ်ထားနေလို့လားရှင်ဝေးရှာပေးနေုံနဲ့အိမ်တော်ဦးစီးတောင်ကိုကြေပုံတယ်လို့ရှင်ထင်နေတာလားကျမတို့တာမီးကရှင်ပတ်စံပေးပြီးဝယ်ထားတဲ့အရုပ်တွေမဟုတ်ဘူးနော်မင်းကဘာလာပြောနေတာလဲမင်းဘာဖြစ်ရှင်လို့လဲပြောရှင်ကျမတို့တာမီးကိုပြစ်ထားတာဘယ်လောက်ကြာနေပြီလဲအလုတ်ဆိုပြီးတော့အကြောင်းပြပြီးတော့အပြစ်မှရှစ်တဲ့တင်းတွေကြားနေရတာနားနဲ့အောင်မဆက်ဘူးနော်မင်းအဲ့ဒီပတ်ဝန်းကျင်စကားနားနဲ့မထက်နဲ့မင်းတို့သားမီးနှစ်ယောက်ကိုအဓိကမပူမပင်မကြောက်မကြံငါထားတယ်ပေါ့အဓိကမဟုတ်လားငါအပြစ်မှငွေရှာနေတာငါမင်းတို့သားမီးနှစ်ယောက်တည်းငါအချိန်မပေးနိုင်ဘူးရှင်ငွေရှာပေးနေရဆိုတဲ့စကားနဲ့ကျမတို့သားမီးပေါ်မှာပြက်ကွက်နေတဲ့တာဝန်တွေကိုမဖောက်ခွက်ခြင်းစမ်းပါနဲ့လောကမှာငွေထက်အရေးကြီးတဲ့အရာတွေရှိသေးတယ်ဆိုတာကိုရှင်သိလားမသိဘူးကွာငါပတ်စံရှာမယ်ငါပြောသလိုနေမယ်ငါ့တခါတည်းလို့နားလည်မှုပေးစမ်းပါရှင်ကျမနားလည်မှုပဲပေးတာနော်ကိုလေးပြီဖောက်ပြန်မှုတော့အခွင့်အရေးပေးလိုက်တာမဟုတ်ဘူးမင်းဘာလာပြောနေရတယ်ကွာတော်တော်အောင်တော့နဲ့မိန်းပါပဲအေးငါဒီညပြန်လာခြင်းမပြန်လာမယ်အပြင်သွားမယ်ငါပြည့်စုံစီသွားမယ်တခါပြောကြမယ်နော်တရကိုကူညီတခုတော့တောင်းနေတယ်ကွာတထားလိုမျိုးလေးရုပ်ရည်တက်တက်ပြက်ပြက်နဲ့ကွန်မတီတယောက်လောက်ရှိလားကိုဘာစကားကြီးလဲကိုကတထားတယောက်တည်းနဲ့မလုံလောက်လို့လားဟုတ်ပါဘူးတထားရဲ့ကိုဘဝမှာတထားလွယ်ဘသူ့မှကိုစိတ်မဝင်စားဘူးကိုတငယ်ချင်းအတွက်ပါသူအခုတော့စိတ်ပင်ပန်းပြီးတော့အိမ်တော်ကြီးကလည်းအဆင်မပြေနေလို့အချိန်ပိုင်းချစ်သူတယောက်လောက်နဲ့ရှာပြီးကောင်းမလားလို့ပါဘာတထားတငယ်ချင်းတယောက်တော့ရှိရဲ့လေချိန်ပြီးမယ်တို့နဲ့โอเคရရင်တော့ကောင်းတော့ပါတထားရဲ့နော်ရွှေနေပါရေးစိတ်ညစ်နေရလဲလုံငယ်ဖြစ်ပြီးလန်းလန်းဆက်ဆက်နေစမ်းပါဟာအဓိကတော့ငါမိသားစုကိုလုံလောက်မရှာပေးနိုင်တာပဲအဲ့ဒါငါညစ်နေတာဟာငါအသိကိုကြီးတယောက်ရှိရဲ့ငါနဲ့သူနဲ့မိတ်ဆက်ပေးမယ်သူကဒါရှိရဲ့ဟာဒါပေမဲ့တကူတော့ရှိရဲ့သူကလိုလို့တော့မဟုတ်အဲ့ဆိုတော့ငါမပတ်သက်ချင်ဘာသာရေးကြည့်မယ်ဆိုလို့ရှိရင်လည်းမကောင်းပြန်ဘူးပြီးတော့လူမှုရေးကလည်းမကောင်းလေဟာဟဲ့ဘာရေးမှကောင်းကောင်းမကောင်းကောင်းလက်ရှိနေထိုင်မှုမှာအဆင်ပြေဖို့ကအရေးကြီးတယ်ငါတို့အဆင်ပြေစေချင်လို့ပါဟာငါတို့လမ်းမတော့ပုံမှန်မဟုတ်ဘူးအေးပါဟယ်လိုမေဟယ်လိုသမီးအမေကိုပတ်စံဘယ်တော့ပို့မှာတော့အိမ်လက်ကလည်းပြေးတော့မယ်နင့်မအောင်ကျူရှင်လက်ကလည်းပေးရတော့မယ်လေပို့လိုက်ပါမမေရဲ့တမီဒီလာထဲမှာနည်းနည်းလေးချက်နေလို့ပါနော်မြန်ပို့လိုက်နော်အေးမဟုတ်ပြီပို့ပြီမနော်ဒါပဲနော်ရွှေနေငါပြောတာကိုပဲခေါင်းညက်နေစမ်းပါဟာဖူငါမင်းတို့လိုက်မပို့ချင်ဘူးကွာသွားချင်တယ်ဆိုကိုယ့်ဘာသာကိုတက်စီငှားသွားကြကျမတို့မိသားစုတွေပျော်ပျော်ပါပါအပြင်မှာထွက်လေကြရလေရှင်မပါတော့ဘယ်ဖြစ်မလဲပြီးတော့တတမွေးတွေကရှင်ကျမတို့ဘယ်မှလိုက်မပို့ရသေးဘူးလေအဲ့တဲ့ရေးချကိစ္စငါအများကြီးရှိသေးတယ်ကွာမင်းတို့သွားချင်တယ်ဆိုရင်တက်စီငှားသွားလိုက်ရော့ငါပတ်စံပေးလိုက်မယ်တကယ်လို့လိုရဆိုရင်ငါဖုန်းဆက်ငါကီးပင်လွှဲပေးမယ်ရှင်ပတ်စံအရေးကြီးဆုံးလို့ရှင်ထင်နေရလားပြီးတော့ရှင်ရွှေဆိုတဲ့မိန်းကလေးတယောက်နဲ့ဇရားတွေရှုပ်နေရဆိုတာလည်းကျမသိတယ်နော်ရှုပ်တယ်ကွာရှုပ်တယ်ဘာဖြစ်လဲငါမင်းနဲ့မပြောရွှေရငါအပြင်မှာအပြော့ရှာတယ်အဲ့ဒါငါမှားလားကောင်းပြီလေရှင်လိုမျိုးမိသားစုကိုတန်ဖိုးမထားတတ်တဲ့သူစီမှာကျမတို့သားမိမနေဘူးရွှေကိုဒီနေ့နေရတာလေမပြောဘူးရွှေစိတ်ညစ်နေတယ်တဲ့လားဘာလို့လဲကိုရဲ့ရွှေဘာလို့ပြရမလဲဘာမှလုပ်ပေးစမ်းမလို့အောင်ရွှေရဲ့ကိုဗစ်နာမှာရွှေရှိတယ်ဆိုရင်အရာအလုံးပြည့်စုံပြီနော်မဲငါကိုကစကားတိတ်တက်နေပါလားရွှေကိုမဖို့ပြရအောင်ရော့10သိန်း10သိန်းနဲ့လားအဲ့ဆိုတော့10သိန်းတကယ်လို့ရွှေပတ်စံလို့ရဆိုရင်ကိုကိုစီကိုဖုန်းဆက်လိုက် KB လွှဲပေးမယ်နော်ဟုတ်ပါပြီငါကိုကအရင်ချစ်ဖို့ကောင်းတာခင်ဗျာတော့မယ်နော်နောက်ကြနေပြီနော်ဟေးမင်းဘာဖြစ်နေတာမင်းပုံစံကိုကြည့်ရလဲစစ်ပြက်စရာကြီးကွာဖြစ်စုံ
မင်းကငါယောက်ျားချင်းပွင့်နေပြမှာကွာငါမိန်းမဖူးနေငါမပေါင်းချင်ဘူးငါရှုအတီးယူချင်တယ် ဟာမင်းရွှေ့ရတီးယူမှာဟလားအဲ့ဒါတော့မဖြစ်နိုင်ဘူးနေပြီရွှေနဲ့မင်းနဲ့ငါချိတ်ပြီးထားတာလေကွာမင်းအိမ်အောင်ရေးနဲ့မင်းမိသားစုကိစ္စတွေစိတ်ရှုပ်နေတယ်ဆိုလို့ငါရွှေကိုချိတ်ပြီးထားတာပြီးတော့ရွှေကဘယ်လိုမိန်းကလေးမျိုးလဲဆိုတာလဲမင်းအသိဆုံးနေပြီမင်းပြန်စဉ်းစားပါအောင်တကယ်ကြီးอ่ะမင်းသားလေးရဲ့မျက်နှာကိုလည်းမင်းကြည့်ပါဦး မင်းပြောတော့ငါလက်ခံပါတယ်ရှုအပျော်သဘောနဲ့ချစ်ခဲ့တာပဲထိုင်မဲငါသူ့ကိုဖျက်လို့မရတော့ဘူးကွာသူကငါ့ဘဝအမြဲတမ်းစိုးမိုးနေတယ်ကွာ အဲ့တော့အဆင်မပြေဘူးဒီမင်းမိမိသားစုပေါ်မှာစိတ်အဆင်မပြေတာနဲ့မင်းရွှေပေါ်မှာစိတ်ရင်သွားတာခလေးတွေလိုပဲလက်တာရကတ်တဲ့သဘောပါတကယ်ကြီးอ่ะ တီတော့ကွာလောလောဆယ်ငါဒီညအိမ်မပြန်ချင်ဘူးငါစိတ်ညစ်တယ်ကွာ ဟုတ်ပြီလေအဲ့ဒါမင်းဘယ်သွားခြင်းလဲဘာလုပ်ခြင်းလဲပြောဟောလက်လောတယ်ချီရ အမနဲ့ရွှေနဲ့တနေ့ဒီလိုထိတ်ထိတ်တွေ့လိုက်ရမယ်ဆိုတာရွှေမျှော်လင့်ထားပြီးသားပါတောင်းမနေဆိုတာထက်ခွင့်လွှတ်ပေးဖို့ပဲတောင်းဆိုချင်ပါတယ်မရဲ့ အမဆိုတာတယောက်တည်းမလို့မမရတာအခုညီမလေးကိုလာတွေ့ရတာလေရန်တွေ့ဖို့မဟုတ်ပါဘူးအိမ်ထောင်ရှိတဲ့အမျိုးသားတယောက်ကြောင့်ညီမလေးရဲ့ဘဝမနှိမ့်နိုင်အောင်အမလာပြောတာပါအမလည်းသူနဲ့ပေါင်းဖို့စိတ်ကူးမရှိတော့ဘူး အဲ့လိုတော့မလုပ်ပါနဲ့မရဲ့တားလေးရဲ့မျက်နှာလည်းရှိသေးရဲ့လေတားလေးရဲ့မျက်နှာကိုလည်းငဲ့ပါအောင်မရဲ့ ဖောက်ပြန်တတ်တဲ့ယောက်ျားတယောက်ကစပြီးဖောက်ပြန်နေအောင်ပါပဲလေသူ့ကိုအမရဲ့မေတ္တာရင်းနဲ့လည်းပြင်လို့မရဘူးမနေ့ပြန်အမဒီနိုင်ငံထွက်သွားတော့မှာခေါ်ရမယ်နော် ဒီမလေးပြည်လူတိုင်းကစိတ်တလောက်မှားပိုင်ကိုရှိတယ်ဒါပေမဲ့အဲ့ဒီအမောက်အချိန်ကြီးပြန်ပြင်ဆင်ဖို့လိုတယ်နော် ခင်ခင်နေ့စကားဖားလဲနင်ကအခေါ်တွေ့ရဘာပြောဖို့လဲ နင်အခုပူလောင်နေရပြီမလားနင်အိမ်သားရဲ့ကိစ္စတွေငါအားလုံးသိပြီးပြီနင်ဘာလို့နင်အမောက်အခုထိမမြင်နိုင်သေးရလဲနင်မမိသေးလားမနစ်ကငါတို့အတူတူမိဘမဲ့ခင်ဟာအကြောင်းမအလူသွားလောက်ခဲ့ရလေအဲ့ဒီကလေးတွေဘယ်လောက်ထိတနာဖို့ကောင်းလဲဟာအတော့မကြတဲ့မိဘတွေကြောင့်အပြစ်မရှိတဲ့ဒီကလေးလေးတွေကစိတ်ဒဏ်ရာတွေနဲ့ငရဲကန်းတစ်ခုလိုနေနေရတာဟာပြီးတော့နင်မအရင်ချစ်စရာကောင်းတဲ့သားလေးတယောက်ရှိရလေနင်သားလေးမျက်နှာနဲ့ထောက်တဲ့နေအေးနင်နောက်မှနောင်တမရချင်ဘူးဆိုရင်တော့အခုချက်ချင်းနေလေးသက်လိုက်သွားလိုက်တော့ဟာ နေ့စကားဖားလဲနင်ဘာလို့ဆို့လို့ရလဲ ဖူဖူဒီညလေရင်နဲ့နိုင်ငံခြားအပြီးထွက်မယ်လို့ငါ့ပြောသွားတယ်ဟာ ဟာဒီညဟုတ်လားအဲ့ဆိုငါလိုက်တော့အောင်ပြပါဘော